ခန္ဓာကိုယ်ဒါမှမဟုတ်စိတ်ထဲမှာဆွဲကပ်နေတဲ့နာကျင်မှုဆိုတာလူတိုင်းကြုံတွေ့နေရတဲ့ဝင်ထုတ်ဝင်ပိုးတစ်ခုပါဒါပေမဲ့အဲ့ဒီနာကျင်မှုတွေကိုစက္ကန့်ပိုင်းအတွင်းမှာပဲလွင့်စင်သွားအောင်လုပ်နိုင်တဲ့နည်းလမ်းရှိတယ်ဆိုရင်မိတ်ဆွေယုံကြည်နိုင်ပါသလားဒီနေ့မှာတော့ခက်ခဲတဲ့ဝေဒနာတွေကိုစိတ်ရဲ့အစွမ်းနဲ့တင်ဘလို့ဖယ်ရှားပြစ်မလဲဆိုတဲ့ထူးခြားတဲ့လျှို့ဝှက်ချက်တစ်ခုကိုမျှဝေပေးသွားမှာပါစိတ်ပိုင်းဆိုင်ရာအရာဖြစ်စီရုပ်ပိုင်းဆိုင်ရာအရာဖြစ်စီနာကျင်မှုတွေကနေလွတ်မြောက်ခြင်းတဲ့သူတွေအတွက်ဒီနီလန်းကအဖြေတစ်ခုဖြစ်လာပါလိမ့်မယ်အဲ့ဒီနီလန်းကဘယ်လိုမျိုးအစွမ်းပြမလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်အောင်ပါပထမဆုံးအနေနဲ့အာယုံကိုတနေရာထဲမှာငြိမ်သက်အောင်ထားလိုက်တဲ့အခါစိတ်ကတဖြည်းဖြည်းနဲ့အပန်းဖြေလာပါတယ်အဲ့ဒီအချိန်မှာလေပင်ဒါမှမဟုတ်ခေါင်းထဲမှာရှိနေတဲ့နာကျင်မှုတွေဟာအပြင်ကိုတဆဆချင်းဆွဲထုတ်ခံနေရတယ်လို့မျိုးခံစားချက်ကိုတတိထားကြည့်ရမှာပါအဲ့ဒီနာကျင်မှုတွေဟာခန္ဓာကိုယ်ထဲကနေတဖြည်းဖြည်းချင်းလွင့်စင်ထွက်သွားတာကိုမြင်အောင်ကြည့်ဖို့လိုပါတယ်စိတ်ထဲမှာနာကျင်မှုတွေလျော့ပါသွားတဲ့ခံစားချက်ကဘယ်လိုမျိုးလဲဆိုတာကိုတတိပြုမိလာတဲ့အခါတကယ်အပြောင်းအလဲကစတင်လာတာပါဒါပေမဲ့ဒီထက်ပိုထူးခြားတဲ့စိတ်ခံစားမှုတစ်ခုကနှုတ်ထက်အဆင့်မှာစောင့်ကြိုနေပါသေးတယ်နာကျင်မှုတွေလွင့်စင်သွားတဲ့အခါစိတ်ထဲမှာမယုံနိုင်စရာကောင်းလောက်အောင်ပေါ့ပါသွားတာကိုတတိထားမိလာပါလိမ့်မယ်ခန္ဓာကိုယ်ထဲမှာဆွဲကပ်နေတဲ့စိတ်ဖိစီးမှုတွေဟာအငွေ့ပြန်သွားသလိုမျိုးပျောက်ကွယ်သွားတဲ့ခံစားချက်ပါပဲအဲ့ဒီအချိန်မှာစိတ်ထဲကနေမတိမတာရေကျင်စိတ်လေးဖြစ်ပေါ်လာတာဟာနာကျင်မှုတွေရဲ့နေရာမှာပျော်ရွှင်မှုတွေအစားထိုးဝင်ရောက်လာတဲ့လက္ခဏာပဲဖြစ်ပါတယ်နာကျင်မှုတွေပျောက်ကွယ်သွားတဲ့အခါဘလောက်တောင်လွတ်လပ်သွားမလဲဆိုတာမိတ်ဆွေစဉ်းစားကြည့်ပါအဲ့ဒီလွတ်လပ်မှုကနေတဆင့်ရရှိလာမဲ့စွမ်းအင်တွေကဘလောက်တောင်အစွမ်းထက်တယ်လဲဆိုတာကိုဆက်ကြည့်ကြရအောင်ပါဒါဟာခန္ဓာကိုယ်ရဲ့ကိုစွမ်းအင်တစ်တွေပြန်လည်ဖြည့်တင်းလိုက်တဲ့သဘောပါပဲမိတ်ဆွေရဲ့လက်ထဲမှာမီးတောက်တစ်ခုလိုအားကောင်းတဲ့စွမ်းအင်တွေယုံကြည်မှုတွေနဲ့ချစ်ချင်းမေတ္တာတွေရှိနေတယ်လို့ခံစားကြည့်ဖို့လိုပါတယ်ဒီစွမ်းအင်တွေကတကိုယ်လုံးကိုပြန့်နှံ့သွားတဲ့အခါအရင်ကထက်ပိုမိုကောင်းမွန်ပြီးတက်ကြွတဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်အခုလိုစိတ်နဲ့ရုပ်ပိုင်းဆိုင်ရာကိုပြန်လဲထိန်းချုပ်နိုင်စွမ်းရှိသွားတာဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲဒီလိုစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကနေတဆင့်ပိုမိုနှက်ဆိုင်တဲ့စွမ်းရည်တွေကိုဘလို့ထပ်မံဖော်ထုတ်နိုင်မလဲဆိုတာကိုသိရှိဖို့နောက်ထပ်အပိုင်းတွေကိုလည်းဆက်လက်လေ့လာကြည့်စေချင်ပါတယ်